မှာဆိုလို့ရှိရင်လေကားတွေက BMW တို့ Land Cruiser တို့ Mercedes တို့တော့စီအောင်မရှိအောင်ကိုကြီးရဲ့ကိုကြီးအတိတ်ရကြပြီနော် အေးနေပဲပြန်လာတယ် အော်စပင်းနေလေး6တွေ့ပြက်စင်းနေလို့ဆိုင်မှာခေါင်းဆက်ပွန်နဲ့ချင်းနဲ့လက်ပြီးပြန် ဩရော့ဒီမှာနောက်ကဆိုင်သွားမနေနဲ့တော့ဒီဂျင်ဘဲရာရဲ့ Green Tea Hair Moisturizer လေးကိုသုံးလိုက်နော်ဒီရှမ်ပူလေးကွာဒီကြိုးကြည်ပျက်စီးနေတဲ့ဆန်သားတွေကိုအားပြန်ဖြည့်ပြီးပြီးတော့ခေါင်းလျှော်ပြီးရင်လည်းခေါင်းပြန်ရှင်းစရာမလိုတော့ဆန်သားကိုပုံမကျန်းပါစေနိုင်ရော့ ဒါလေးအသုံးကြည့်ရမယ်ဆိုင်မှာဒီဘက်တစ်ခါစပင်းကောင်းလိုက်ဖုံးလိုက်လို့များဆိုငွေရကုန်နေလေအမှန်ငွေကုန်တော့စာမဖွဲ့ပါဘူးညီမလေးကငွေချောင်းရပါသနာပါတယ် ဟုတ်တယ်သိတယ်ရော့ဒီမှာဂျင်ဘဲရာရဲ့ all in one တန်လင်းစီလေးကိုလည်းယူသွားလိုက်အောင်ဒီကောင်ကကွာဘေးဥပဲဖြစ်စေတဲ့ chemical တွေလုံးဝမပါဝင်တဲ့အတွက်ဒီဆန်သားကို treatment လုပ်တဲ့နေရာမှာလည်းအသုံးပြုလို့ပြီးတော့ခန္ဓာကိုယ်နဲ့မျက်နှာကိုပါအသုံးပြုလို့ရတဲ့အတွက်ပါဆောင်းရာသီမှာဖြစ်တဲ့အသားပတ်တာတွေအသားခြောက်တာတွေအဲ့ဒါတွေကိုကြောက်စရာမလိုတော့ဘူးရော့ ပါသွားညီကအသားရေးဆိုတော့လေဒါလေးကိုလိုလိုက်မယ်တင်းထားလိုက်မယ်နော် အဲ့မှာ ရောဒီမှာရေတက်ဖြည့်ပေးပြီးတော့ဆိုပင်နူးညံ့တဲ့အသားကိုလိုချင်နေဆိုဂျင်ဘဲရာ Cherry Bond Botanical Shower ရှိရောအဲ့ကောင်တုံးလိုက်ဒီကောင်က gel type ဆိုတော့အသားရည်ညင်သားစွာတန့်စင်ပြီ ဟောဒါလေးလည်းမစိုးဘူးနော်ညီမကတလားတစ်ခါစပါးမှာငွေကိုတင်းချီပြီးဖြုံးနေရဆိုတော့လေဒီဟာလေးကိုလည်းအသုံးကြည့်ရမယ်ငွေကုန်တော့စားတာမဖွဲ့ဘူးခဏဆိုလို့ရှိရင် Nike တို့ Adidas တို့လောက်မစီရပြီးတော့အခုစီလာရေးဖက်ဆိုလို့ရှိရင်လေဟိုသားကြည့်ကြတော့ကောက်ရှုပ်ရေးစီပြီးတော့ရေမွေးဆိုလို့ရှိရင်လေVictoria တို့ YSL တို့တော့မတုံးနိုင်ပြီးတော့8 day ဆိုလို့ရှိရင်လေ Gucci တို့ Hermes တို့လောက်ပဲစိုက်တွေ့ရလေ အဲ့ဒါငါညီမဝမ်းခွဲပဲတီးခံလား အိမ်မှာဆိုလို့ရှိရင်လေကားတွေက BMW တို့ Land Cruiser တို့ Mercedes တို့တော့စီအောင်မရှိအောင်ကိုကြီးရဲ့အော်မေလို့အဲ့အပပူးနှစ်ကောင်နဲ့ Husky နှစ်ကောင်ကိုထမင်းကျုပ်ဝိတ်နေတာ ဩဟုတ်လားအေးမြန်ကိစ္စပြီးပြန်အောင်နော် ဟုတ်အဲ့ဒါတန်းလောက်မယ်နော် ဟဲ့ညီမလေးဘာနဲ့ပြန်မှာ ဟန်ကားနေပြီ ဟမ် ကားတွေက BMW တို့ Land Cruiser တို့ Mercedes တို့